ရှေ့တန်းစစ်မျက်နှာတွေမှာဒဏ်ရာရပြီးပြန်လည်ရောက်ရှိလာတဲ့ခြေပြက်လက်ပြက်ပြည်သူစစ်မှုထမ်းတွေကိုပဲခူးတိုင်းအင်းတကောင်မြို့နယ်ထဲမှာရှိတဲ့တပ်ရင်းတွေထဲမှာအဓမ္မဖိနှိပ်ခိုင်းစေတာတွေပြုလုပ်နေတယ်လို့တပ်တွင်းနဲ့နှိစက်တဲ့သတင်းအရင်းမြစ်တွေစီကနေသိရပါဗျ။အမတ်ခွန်ချီမြန်တပ်မဌာနချုပ်အောက်ရှိတပ်ရင်းတွေကတပ်ရင်းမှုတွေအပါအဝင်တပ်ကြပ်နဲ့အခြားအဆင့်ရှိသူတွေဟာ၎င်းတို့ရဲ့ကိုယ်ရေးကိုယ်တာအိမ်မှုကိစ္စတွေကိုအောက်ခြေသိမ်းအဓမ္မခိုင်းစေနေတာလည်းဖြစ်ပါတယ်။ရှေ့တန်းတိုက်ပွဲတွေအတွင်းမိုင်းတန်ရာရလက်နက်ကြီးတန်ရာရတာတွေကြောင့်ကိုလက်အင်္ကာအစိပ်ပိုင်းတွေဆုံးရှုံးရတဲ့အဆိုပါပြည်သူစစ်မှုထမ်းတွေကိုစေဝါကူတမှုနဲ့တင့်တော်တဲ့နေရာမှာခြားထားမှုတွေစနစ်တကျပြုလုပ်ပေးတာမရှိဘူးလို့မျက်မြင်တွေ့ရှိသူတွေကပြောဆိုပါတယ်။ဒဏ်ရာရထားတဲ့ပြည်သူစစ်မှုထမ်းတွေဟာအိမ်အလုပ်ကိုလုံးဝမလုပ်နိုင်ရင်တော့အနှိမ်ဆုံးပေါင်းတို့မျက်ရှင်းတာမျိုးတော့လုပ်ရတယ်။ရှေ့တန်းမှာဒဏ်ရာရလာတဲ့သူတွေကိုအနာမပေးပဲတပ်ထဲမှာနိုင်တဲ့စီးနေအိမ်ခိုင်းစီသလိုမျိုးခိုင်းစီနေတာအရာရှိတွေရောသူတို့စစ်သားတွေရောပြည်သူစစ်မှုထမ်းတွေဆိုရင်အေးမပေးတဲ့အပြင်နှိပ်စက်တာတွေရှိသလိုမျက်လုံးထောက်ထောက်ပြီးစောင့်ကြည့်နေတာမျိုးတွေလည်းရှိတယ်လို့တပ်တွင်းနဲ့နှိစက်သူတွေက AR တိုင်းကိုပြောပါတယ်။ဒါအပြင်အရာရှိနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပြုစုစောင့်ရှောက်ခိုင်းတာနေအိမ်ခြံဝဲအတွင်းပေါင်းနှုတ်မျက်ရှင်းခိုင်းတာတွေအပါအဝင်ကိုရစ်ကိုယ်တာဝေယဝဆကိစ္စတွေကိုနိုင်နဲ့စီးနှင်းခိုင်းစီနေကြတာလည်းဖြစ်ပါတယ်။အခုလိုဒဏ်ရာရပြီးခြေပြက်လက်ပြက်ဖြစ်နေတဲ့ပြည်သူစစ်မှုထမ်းအများစုဟာ AR တိုင်းကဖြစ်ကြပြီးပဲခူးစစ်တင်တန်းအကြောင်းကိုပို့ဆောင်ခံရပြီးနောက်ရှေ့တန်းစစ်မျက်နှာမှာဒဏ်ရာရရှိခဲ့ကြသူတွေလည်းဖြစ်ပါတယ်။လက်ရှိအချိန်အထိအမတ်ခွန်ချီမြန်တပ်မဌာနချုပ်အောက်ရှိခမရ101ခမရ105နဲ့ခမရ109တိုင်ရွန်းတွေမှာအဲ့ဒီလိုဒဏ်ရာရပြည်သူစစ်မှုထမ်းတွေအများစုရှိနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းမှုအာဓမစူဆောင်းခံရစဉ်လောက်ခလာစာနဲ့ထောက်ပံ့ရေးတွေအပြည့်အဝပေးမယ်လို့မလုံးပေးပြောဆိုခဲ့ပေမဲ့လက်ရှိမှာတော့ကိုလက်အိမ်ကဆွန့်လွတ်ရတဲ့အပြင်စစ်သားဟောင်းတွေလိုရိတ်ခါနဲ့အခြားခံစား권တွေလုံးဝမရှိဘူးလို့စစ်မှုထမ်းမိသားစုဝင်တွေထံကနေစုံစမ်းသိရှိရပါတယ်ခင်ဗျာ